တခိုးကိုလူသက်တဲ့ခံအဖြစ်ကွက်ချဖို့စူးစမ်းခဲ့တဲ့အိမ်ရှင်ဒီနေ့ပြောပြမယ့်ဇလန်းကတော့ပြည့်ပြည့်စုံတဲ့ရာဇဝတ်မှုဆိုတာမရှိကြောင်းတက်တည်ပြနေတဲ့ဇလန်းလေးပါပဲဇလန်းတွေကဒရမ်ဟာကျွမ်းကျင်တဲ့အိမ်ဖောက်ထွင်းသမားတခိုးတစ်ယောက်ပါသူကလူမရှိတဲ့အိမ်ကြီးတွေကိုရွေးပြီးခိုးလေးရှိရဲ့ဒီညမှာတော့သူဟာမြို့ပြင်ကဂျက်ဆိုတဲ့တထည့်ရဲ့အိမ်ကိုပြစ်မှတ်ထားလိုက်ပါတယ်ဂျက်ကခီးထွက်နေတယ်လို့သတင်းရထားတဲ့အတွက်ဒရမ်ကအေးဆေးပဲအိမ်တကားကိုတော့ဖြတ်ပြီးဝင်သွားပါတယ်အိမ်ထဲရောက်တော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်ဒရမ်ကအိမ်ကန်ထဲမှာတမိုးရှိတာရှာနေတော့ကျန်းမြင့်ပေါ်မှာလဲကျနေတဲ့မျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်သွားကြည့်လိုက်တော့သွေးအိမ်ထဲမှာတေဆုံးနေပါတယ်သူမကတော့အိမ်ရှင်ဂျက်ရဲ့မိန်းမပါပဲဒရမ်လက်သွားပါတယ်သူကပစ္စည်းခိုးကြည့်အောင်မှာလူတက်မှုတွေမပါချင်ပါဘူးချက်ချင်းပြန်လှည့်ပြေးဖို့လုပ်တော့မှာပဲကလစ်ဆိုပြီးမီးတွေလင်းလာပါတယ်အိမ်ဘဝမှာတနက်ကင်ပြီးရက်နေတာကတော့အိမ်ရှင်တထေးဂျက်ပါပဲဂျက်ကတွမ်ကိုကြည့်ပြီးဒေါသထွက်မဲ့အစားပြုံးပြလိုက်ပါတယ်မင်းရောက်လာတာကွက်တီပဲကွာငါမျောနေတာဒရမ်ကြောင်သွားတယ်ခမည်းမိမတိန်နေပြီဗျဂျက်ကရီးလိုက်တယ်အေးလေငါတက်ထားတာငါမိမကငါ့ကိုကွာရှင်းပြီးပိုင်ဆိုင်မှုတို့ကခွဲယူခြင်းနေတာလေဒါကြောင့်ငါတက်လိုက်တာဒါပေမဲ့ပြဿနာကငါတက်တယ်ဆိုတာပေါ်သွားရင်ငါထောင်ကြမှာအခုတော့မင်းရောက်လာပြီဆိုတော့တခိုးကအိမ်ဖောက်ဝင်အိမ်ရှင်မကိုတက်သွားပါတယ်ဆိုတော့ခေါင်းစဉ်တက်လို့ရသွားပြီပေါ့ကွာပြောပြီးတာနဲ့ဂျက်ကဖုန်းနဲ့911ကိုခေါ်လိုက်ပါတယ်ကဲပါဦးကျွန်တော်အိမ်ထဲတခိုးဝင်နေလို့ပါသူကကျွန်တော်မိမကိုတက်လိုက်ပါပြီခုကျွန်တော်ကိုပါပြစ်ဖို့လုပ်နေပါတယ်ဆိုပြီးအော်ပြောလိုက်ပါတယ်ဖုန်းချပြီးတာနဲ့ဂျက်ကတွမ်ကိုတနက်နဲ့ချိန်ထားတယ်ရဲတွေရောက်လာရင်ဂျက်ကသူ့ကိုကာကွယ်တဲ့အနေနဲ့တွမ်ကိုပြစ်တက်လိုက်မယ်အမှုကပြီးသွားမယ်ပေါ့တွမ်အတွက်ထွက်ပေါက်ပိတ်နေပါပြီဒါပေမဲ့အဲ့ဒီချိန်မှာတွမ်ကကြောက်လန့်မနေပဲတည်ငြိမ်နဲ့ပြန်ပြုံးပြလိုက်ပါတယ်မစ္စတာဂျက်ခမရဲ့အကွက်ကတော်တော်မိုက်ပါတယ်ဒါပေမဲ့အချက်တစ်ခုလိုနေတယ်ဗျဂျက်မျက်မှောင်ကျုပ်သွားတယ်ဘာလို့လဲတွမ်ကတေဆုံးနေတဲ့မျိုးသမီးရဲ့လက်ကဝတ်ကိုလက်ညှိုးထိုးပြလိုက်တယ်ခင်ဗျားမိမဝတ်ထားတဲ့နိုင်ကိုကြည့်လိုက်ပါဦးအဲ့ဒါ smart watch ပါ smart watch တွေကနှလုံးခုန်လုံးကိုအမြဲတမ်းတိုင်းပြီး cloud ပေါ်ကို data ပို့ပေးနေတာခင်ဗျားမိမတည်သွားတဲ့အချိန်မှာနှလုံးခုန်ရက်သွားကြောင်းမှတ်တမ်းက server ပေါ်ရောက်ပြီးသားဖြစ်နေပါတယ်ဂျက်မျက်နှာပြတ်သွားပါတယ်တွမ်ကဆက်ပြောတယ်အခုနိုင်ကြည့်လိုက်ည10နာရီရှိပြီခင်ဗျားမိမသွေးတွေချောင်းနေပုံရန်တေးတာလွန်ခဲ့တဲ့2နာရီလောက်ကတည်းကဖြစ်မယ်ဆိုတော့ည8နာရီမှာသူမနှလုံးခုန်ရက်သွားတာပေါ့ဒါပေမဲ့ကျွန်တော်အိမ်တကားကိုဖြတ်ပြီးဝင်လာတာကလွန်ခဲ့တဲ့9မိနစ်ကမှပါအိမ်ရှိက CCTV မှာကျွန်တော်ဝင်လာတဲ့အချိန်အတိအကျရှိနေတယ်လေကျွန်တော်မြောက်ခင်2နာရီကတည်းကတေနေတဲ့လူတယောက်ကိုကျွန်တော်ကဘယ်လိုလုပ်ထပ်တက်လို့ရမှာလဲဂျက်တယောက်ချွေးတွေပြန်ပြီးတုံးလို့သွားတယ်သူဒီအချက်ကိုသတိမထားမိခဲ့ဘူးအဲ့ဒီချိန်မှာပဲအိမ်ရှိမှာရဲကားအုပ်အော်တန်တွေကြားလိုက်ရပါတော့တယ်သသိမ်းမှာတော့ဂျက်ဟာလူသက်မှုလိမ်နေတာရမှုတွေနဲ့အဖမ်းခံလိုက်ရပါတယ်တွမ်ကတော့လူသက်မှုကနေလွတ်သွားပေမဲ့ဖောက်ထွင်းမှုနဲ့ထောင်နဲ့တစ်နှစ်ကြာခံလိုက်ရပါတယ်ဒါပေမဲ့တွမ်ကတော့ထောင်ထဲမှာပြောနေပါတယ်ဘာလို့လဲဆိုတော့သူဟာတခိုးဖြစ်ပေမဲ့လူသက်သမားတော့မဟုတ်ဘူးဆိုတာကိုသက်သေပြနိုင်ခဲ့လို့ပါပဲဇလန်းလေးကတော့ဒါပါပဲရှင်ကျေးဇူးများကြီးတင်ပါတယ်တခိုးကိုလူသက်တဲ့ခံအဖြစ်ကွက်ချဖို့စူးစမ်းခဲ့တဲ့အိမ်ရှင်ဒီနေ့ပြောပြမယ့်ဇလန်းကတော့ပြည့်ပြည့်စုံတဲ့ရာဇဝတ်မှုဆိုတာမရှိကြောင်းတက်တည်ပြနေတဲ့ဇလန်းလေးပါပဲဇလန်းတွေကဒရမ်ဟာကျွမ်းကျင်တဲ့အိမ်ဖောက်ထွင်းသမားတခိုးတစ်ယောက်ပါသူကလူမရှိတဲ့အိမ်ကြီးတွေကိုရွေးပြီးခိုးလေးရှိရဲ့ဒီညမှာတော့သူဟာမြို့ပြင်ကဂျက်ဆိုတဲ့တထည့်ရဲ့အိမ်ကိုပြစ်မှတ်ထားလိုက်ပါတယ်